สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေ့ချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်တောက်တဲ့ကျမ်းအခန်း20အငယ်20အကျဉ်သူသည်မိဘကိုကျိန်ဆဲ၏ထိုသူ၏မိကွက်သည်ထူထပ်သောမောင်မိုက်၌တည်လိမ့်မည်ကျွန်တော်တို့ကျမ်းစာထဲမှာမိဘကိုယူသေးစွာပြုဖို့မိဘကိုယူသေးစွာပြုလို့ရှိရင်ပြည်တော်၌နေရအသက်တာရှည်ပြီးကောင်းစားမယ်။ဘုရားသခင်ကမိဘတွေကိုပေးထားခြင်းဒီဘုရားသခင်ရဲ့မေတ္တာကိုမိဘတွေကတစ်ဆင့်မြင်တွေ့ဖို့ဖြစ်ပါတယ်။ကိုယ့်ကိုမွေးဖွားပေးတဲ့မိဘတွေကိုယ့်အတွက်ကြောင့်အဖေအမေတွေဘလောက်ထိပင်ပန်းလဲ။အဖေအမေတွေဘလောက်ထိယုန်းကန်ခဲ့ရတယ်။လူတစ်လုံးသူတစ်လုံးဖြစ်အောင်မိဘတွေဘလောက်ထိကြိုးစားခဲ့ရတယ်ဘလောက်အနစ်နာခံရတယ်ဆိုတာကိုဒီဖခင်မေတ္တာကိုတစ်စစ်မြင်ဖို့ရအတွက်ဖြစ်ပါတယ်။ကြောင့်မို့လူတစ်ယောက်ကစုံတယောက်တော့သူကမိဘကိုကျင့်ဆဲတယ်။အင်မတန်မှကြီးမားသောမေတ္တာရှင်ဖြစ်တဲ့မိဘကိုကျင့်ဆဲတယ်။ထိုသူဤမိခွက်ထူထပ်သောမမနဲ့တည်မယ်။မိခွက်ဆိုတာထိုသူရဲ့ဘဝထိုသူရဲ့အသက်တာဖြစ်ပါတယ်ထိုသူရဲ့အသက်တာကတော့ထူထပ်သောမောင်မနဲ့တည်မယ်မိခွက်ဆိုတာကတော့အလင်းရဖို့ဖြစ်ပါတယ်အလင်းပေးဖို့ဖြစ်ပါတယ်ဘလောက်ပဲမောင်နေပါလိမ့်စေအလင်းပေးဖို့ရမိခွက်အတောင်းဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့အသက်တာကမိဘကိုကျင့်စေသောသူဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမိခွက်ကထူထပ်သောမောင်မနဲ့တည်တယ်ဆိုတဲ့ဒီနေ့မိဘကိုမကောင်းသောအပြုအမူရဲ့ချက်ခတ်ခြင်းစတဲ့တန်ရေးရတဲ့အရာကိုခံရပါတယ်။တော့ကျွန်တော်တို့အသက်ရှင်စကားလာမှာကိုယ့်ရဲ့မိဘကိုဒီနေ့ကောင်းချီးပေးပါ။ကိုယ့်ရဲ့မိဘကိုယူသေးပါ။ကိုယ့်ရဲ့မိဘကိုကျွေးမွေးပြုစုပါ။ပြီးတော့လည်းအသက်တာရှိဖို့ဖြစ်ပါတယ်။ကိုမိဘရှိလို့ရှိရင်ကိုမိဘကိုကျွေးမွေးပြုစုတော်သားသမီးများဖြစ်ပါစေကြောင်းနေငယ်ဝင်ရပါတယ်။ကျွန်တော်တို့အားလုံးဖျားသခင်ကောင်းပေးပါစေ။ခင်ဒီနေ့နေ့အတွက်ကျေးဇူးကိုချီးမွမ်းပါတယ်။ကျွန်တော်ရဲ့အသက်တာအမှုရာအားလုံးကိုဖျားစီမှာအနံ့ပါတယ်။ဖျားသခင်လမ်းပြပါအုပ်ဆိုပါကျွန်တော်အလုတ်သွားအလုတ်ပြန်လုပ်ငန်းခွင်တွေမှာဖျားသခင်လမ်းပြပါကောင်းချီးပေးခြင်းအဖြစ်ဘေးမထိရမကပဲဖြစ်လှုပ်ဆောင်မဖြစ်တဲ့လုပ်ငန်းများကိုပျော်ရွှင်ဝမ်းမြောက်စွာလုပ်ကိုင်နိုင်စေဖို့မှာစားပါ။ဟုတ်ပါကျမ်းမာခြင်းအားနဲ့ရှိတဲ့သားသမီးများဘုရှင်ကောင်းကြီးပေးပါခွဲစိတ်မှုခံနဲ့ရှိတဲ့သားသမီးများအလေးမြတ်ဘုရှင်ကျမ်းမာစေဖို့မှာစားတယ်လို့ဝိညာဉ်စိတ်ခန္ဓာမှာအားနဲ့ရှိတဲ့သားသမီးတို့ကိုဘုရားသခင်ပြန်လည်ပြီးခွန်အားနဲ့ရပါပါ။တက်ကြီးသူများကိုကောင်းကြီးပေးပါ။တက်ကြီးသူများမှာစားတက်ကြွယ်များတက်လက်များလူငယ်များကလေးသူငယ်များအထိဘုရားသခင်လမ်းပြတော်မူပါ။အသင်းတော်ရဲ့ရှိသက်သွားမဲ့လက်ခေအတူပါရှိကောင်းကြီးပေးပါထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူပြည်သားများအသင်းတော်အသီးသီးကိုကောင်းကြီးပေးလို့မြန်မာပြည်ကြီးကိုလည်းပြန်လဲပြီးတော့ငြိမ်းချမ်းသာပါမည်ကြောင်းတတိယဆုတောင်းပါလေ။နေ့နဲ့အချိန်မှနေ့လေနေဝေမိုးချုပ်တတိအောင်ဘုရားသခင်အတူပါရှိပါမည်ကြောင်းသခင်ရှုခစ်တော်ဘုရား၏နာမ၌နိတ္တတိကိုကိုရှင်လက်ဝဲစက္ကအနံဆုတောင်းကြပါလေအဖဘုရားသခင်အာမင်အဖဘုရားသခင်မြတ်တာတော်သခင်ရှုခရရဲ့ကြီးစီတော်တန်ရှင်သောဝိညာဉ်တော်ဖျားမိတာဖွင့်ခြင်းသည်ဒီနေ့ကျွန်တော်အသင်းသူတင်သားများနေနိုင်ငံရရှိချကုန်သောကိုရှင်သားသမီးများဘုရားဆက်ဆိုင်တဲ့ရှိတဲ့မိသားစုများကိုရှင်သားသမီးကျွန်တော်ကျမတို့အားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်